ကျွန်တော်တို့လိုအခြေခံပြည်သူလူထုတွေဝင်နေတဲ့အခြေခံပြည်သူလူထုတွေဟာလေအစိုးရဆေးရုံတွေကိုပဲအားကိုးရတယ်အဲ့လိုသွားတဲ့အခါမှာအစိုးရဆေးရုံတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအခမ်းကဏ္ဍတော်တော်လေးကိုနှိမ့်ချနေတယ်ပေါ့အဲ့တော့အဲ့ဒီဟာကိုကျွန်တော်မြင့်တင်ပေးခြင်းတယ်ဒါအောင်မြင့်တင်ဖို့ရဆိုမှလည်းကျွန်တော်တို့ကစနစ်တကျစဉ်းစားရမှာကောင်းတယ်လीနော်ဘာလိုအပ်နေတာလဲဆိုတော့ဝန်ထမ်းအင်အားမလောင်းရတာနောက်ပြီးတော့ဒီကျန်းမာရေးအထောက်အကူပစ္စည်းတွေလိုအပ်တာပေါ့ဒါတွေပေါ့ဝန်ထမ်းအင်အားမလောင်းရတာပဲဖြစ်ဖြစ်ကျန်းမာရေးအထောက်အကူပစ္စည်းတွေစေဝါမစဒါတွေလုပ်ဖို့ဆိုတာလေနိုင်ငံတော်ကဘတ်ဂျက်သုံးမှရမယ်အဲ့တော့အဲ့ဒါကိုအကုန်လုံးနိုင်ငံတော်ကကြီးကြခံရမယ်ဆိုရင်လည်းဒါနိုင်ငံတော်ဝင်ပြီးစေတယ်အခုကျမ်းမာရေးစနစ်ကနိုင်ငံတော်ကအကုန်လုံးကြခံတဲ့စနစ်ပုံစံမျိုးသွားတာမတော့မနိုင်ဝင်ထမ်းသလိုဖြစ်ပြီးတော့ဒါနှိမ့်ကြနေတာအဲ့တော့ကျွန်တော်ကပြည်သူကျမ်းမာရေးအာမခံဥပဒေဆိုတာကိုကျွန်တော်ပြဋ္ဌာန်းခြင်းတယ်နိုင်ငံသားတိုင်းမဖြစ်မနေအာမခံထားရမယ်အဲ့ဒီကျမ်းမာရေးအာမခံတွေလေပုဂ္ဂလိကကုမ္ပဏီတွေကိုကျွန်တော်မပေးချင်ပုဂ္ဂလိကကုမ္ပဏီဆိုတာသူတို့အကျိုးမြတ်ရာရေးပဲကြည်တာအကျိုးမြတ်ရာရေးပဲကြည်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့အသက်60ကျော်ရင်အာမခံမပေးဘူးကျမ်းမာရေးအာမခံမပေးဘူးသူကမဟုတ်ဘူးကျွန်တော်အသက်အရွယ်မျိုးကျမ်းမာရေးအာမခံထားရမယ်နိုင်ငံတော်ပေးမယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Smart Media ရဲ့ရွေးကောက်ပွဲဝင်သူတို့အတန်အစီအစဉ်ကနေပြန်လည်နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီအစီအစဉ်ကတော့မကြမတင်မှာကျင်းပတော့မယ်ထူးထူးရွေးကောက်ပွဲကြီးမှာပါဝင်ရှင်ပြိုင်ကြမယ်ကိုယ်စားလှယ်လောင်းတွေရဲ့ဆွေးနွေးသုံးသပ်ချက်တွေကိုထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်ဒီအစီအစဉ်မှာပါဝင်ဖို့အတွက်ကတော့ပြည်သုံးလုံးပါတီကကိုယ်စားလှယ်လောင်းဦးတင်လွင်စိုးကိုဖိတ်ခေါ်ထားပါတယ်ဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ဆရာအခုဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်မျိုးစားနဲ့မဲဆန္ဒနယ်လေးလည်းပြောပြပေးပါအောင်ခင်ဗျာကျွန်တော်ဝင်ရောက်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်ကတော့စကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်1အမျိုးသားလွှတ်တော် PR နေဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ဘယ်လိုပဲပြောပြောပေါ့ကျွန်တော်တို့ကဒီရွေးကောက်ပွဲတစ်ခုကျင်းပပြီးကိုယ်စားလှယ်လောင်းအနေနဲ့ရွေးကောက်ပွဲဝင်ဖို့လဲဆုံးဖြတ်ပြီးသွားပြီဆိုတဲ့အချိန်မှာတော့ကိုတာဝန်ယူတဲ့မဲဆန္ဒနယ်ကပြည်သူလူထုတွေကတိုင်းတစ်ပြည်လုံးကပြည်သူလူထုအားလုံးကိုကိုမဲဆန္ဒနယ်အတွက်ပေးလိပေးထားရှိတဲ့သတင်းစကားပုံစံမျိုးလေးတွေရှိပါတယ်အဲ့တော့မဲဆန္ဒရှင်ပြည်သူလူထုတွေအတွက်ဘယ်လိုမျိုးသတင်းစကားဆရာအနေနဲ့ပေးကြမှာလဲခင်ဗျအဲ့ဒါလေးရှင်းပြပေးပါမဲဆန္ဒရှင်ပြည်သူလူထုတွေကိုအဓိကပြောချင်တာကတော့ကျွန်တော်တို့ကဘာပဲပြောနိုင်ငံရေးအခက်အခဲအကြက်တဲတွေနဲ့ဟာလာနိုင်ငံရေးလောဘတွေကြောင့်ဒီလိုမဖြစ်တဲ့တဲ့အခြေအနေမျိုးကြီးကိုကြုံကြရတယ်ပေါ့နော်အဲ့လိုကြုံကြရတဲ့အခါမှာအားလုံးပဲခက်ခဲကြတယ်ပြင်ပန်းကြတယ်တချို့ဆိုရင်အသက်တွေဆုံးရှုံးရတယ်ဟာလာအိုးအိမ်နေရာတွေဆုံးရှုံးရတယ်ရပ်ပြည့်ရွာပြည့်ပြေးလွှားနေကြရတာတွေလည်းရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒါကြီးကိုကျွန်တော်တို့အဆုံးသတ်ဖို့ကောင်းပြီအားလုံးရဲ့ရင်ထဲမှာလည်းတကယ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ပြည်သူလူထုရဲ့ရင်ထဲမှာလည်းဒီဟာကြီးကိုရပ်တန့်နေပြီလို့ကျွန်တော်ထင်ပါတယ်ပြီးတော့ဒါကြီးကိုရပ်တန့်ဖို့ရအတွက်ကျွန်တော်တို့အားနဲ့လည်းမရဘူးအစိုးရအားနဲ့လည်းမရဘူးအားလုံးသက်ဆိုင်ရာပါဝင်ပတ်သက်နေတဲ့ပြည်သူလူထုတွေရောအဓိကအားဖြင့်လက်ရှိအခြေအနေမှာလက်နက်ကိုင်းနေကြတဲ့ကျွန်တော်အကြမ်းဖက်လို့မသုံးညင်ပါဘူးဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့ပါတီရဲ့မူဝါဒအရကျွန်တော်တို့ကဆစ်ဆက်ဆွေးနွေးရေးညီနိုင်ရေးလမ်းစဉ်ကိုပဲယုံကြည်တဲ့အတွက်ကျွန်တော်လက်နက်ကိုင်းနေတဲ့ကလေးတွေလူငယ်တွေကိုလည်းဒီချိန်မှာတော့ပြန်လည်စဉ်းစားသုံးသပ်ပါကိုသွားနေတဲ့လမ်းကြောင်းဟာမှန်ရဲ့လားမှားရဲ့လားဒါကျွန်တော်တို့9နှစ်ဆိုတဲ့အချိန်ကနေတဲ့အချိန်မဟုတ်ဘူးဗျာနော်9နှစ်ဆိုတာကျွန်တော်တို့ဟလာကလေးတယောက်ဆိုရင်2021ကမွေးတဲ့ကလေးတယောက်အခုချိန်ဆိုရင်ကျွန်တော်အခြေခံပညာမူလာတန်းစတက်နေရပြီပေါ့နော်အရွယ်ရောက်လာအဲ့9နှစ်ဆိုတဲ့အချိန်တွင်းမှာကျွန်တော်တို့လုံနိုင်တာတွေအများကြီးရှိတယ်တိုင်းပြည်တာတည်ငြိမ်မယ်ဆိုရင်အခုတိုင်းပြည်မတည်ငြိမ်တဲ့အတွက်ကျွန်တော်တို့ကသူများနိုင်ငံနဲ့9နှစ်နောက်ကျသွားအဲ့တော့ဒီအခြေအနေကြီးကိုကျွန်တော်တို့ရပ်တန့်ကြရအောင်ရပ်တန့်ဖို့ရလေဒီရွေးကောက်ပွဲနီးလန်းမှလွဲပြီးတော့အခြားမရှိဘူးလို့ကျွန်တော်ကတော့ယုံကြည်တယ်ဒါကြောင့်မို့မဲဆန္ဒရှင်ပြည်သူလူထုကိုပေးချင်တာကတော့ဒီရွေးကောက်ပွဲကိုဘယ်သူကကျင်းပါတယ်ဘယ်သူတွေပါဝင်တယ်ဘယ်သူတွေမပါဝင်ဘူးဒါတွေကိုမစင်စားဘဲနဲ့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့ဝိုင်းဝန်းပြီးတော့ဥပအောင်ပြီးတော့ဆောင်ရွက်ပေးစေချင်ပါတယ်မဲလေးပေးစေချင်ပါတယ်လို့ကျွန်တော်ကတော့ဒါမဲဆန္ဒရှင်ပြည်သူလူထုကိုအစအဦးဆုံးကျွန်တော် message ပေးချင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒုတိယမေးခွန်းအနေနဲ့ကတော့ဆရာတို့ဘယ်လိုပဲပြောဝင်ရောက်ရွေးချယ်ကြတယ်ဥပမာဆိုကြပါစို့လွှတ်တော်တွေကိုရောက်သွားပြီးတာဝန်တွေယူကြရမယ်ဆိုရင်တော့လွှတ်တော်ထဲမှာကျွန်တော်တို့ကဥပဒေတွေတင်သွင်းတာတွေရှိမယ်ပြုပြင်တာတွေပြင်ဆင်တာတွေရှိမယ်ဥဆောင်ကော်မတီတွေမှာပါဝင်ပြီးတော့ပြည်သူ့အကျိုးတဲ့ဆောင်ရွက်ရတာတွေရှိပါမယ်အဲ့တော့လွှတ်တော်တွေရောက်သွားခဲ့လို့ရှင်ဘယ်လိုဥပဒေမျိုးတွေတင်သွင်းမှုပြုပြင်မှုဆောင်ရွက်ဖို့အဲ့လိုတွေစဉ်းစားထားတာရောရှိလို့ရှင်ရှင်းပြပေးပါဦးရှိပါတယ်ဗျရှိတယ်ဆိုတာကျွန်တော်ရဲ့ရွေးကောက်ပွဲ
ဂရိကဝတ်ပေါ့လေအဲ့ဂရိကဝတ်ထက်မှလည်းကျွန်တော်ပါပါတယ်အဓိကကတော့ကျွန်တော်လှုပ်ချင်တာက3မျိုးရှိတယ်ဗျ3မျိုးဆိုတာအရာအစီအစဉ်တွေလည်းရှိတာပေါ့ဒီတက်လုံနိုင်ထပ်လုံမဲ့အစီအစဉ်တွေလည်းရှိတယ်အဓိကလှုပ်ချင်တာကတော့ကျွန်တော်ကျမ်းမာရေးကဏ္ဍကိုမြင့်တင်ပေးခြင်းကျမ်းမာရေးစောင့်ရှောက်မှုကဏ္ဍဆိုတာကျွန်တော်ကိုယ်တိုင်လည်းမကျမ်းမာတဲ့အခါမှာကျွန်တော်ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကျွန်တော်မသွားနိုင်ကျွန်တော်အစိုးရဆေးရုံကိုပဲအားကိုးရတယ်ကျွန်တော်တို့လိုအခြေခံပြည်သူလူထုတွေဝင်နေတဲ့အခြေခံပြည်သူလူထုတွေကလည်းအစိုးရဆေးရုံတွေကိုပဲအားကိုးရတယ်အဲ့လိုသွားတဲ့အခါမှာအစိုးရဆေးရုံတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတော်တော်လေးကိုနှိမ့်ချနေတယ်ပေါ့အဲ့တော့အဲ့ဒီဟာကိုကျွန်တော်မြင့်တင်ပေးခြင်းတယ်ဒါအောင်မြင့်တင်ဖို့ရဆိုမှလည်းကျွန်တော်တို့ကစနစ်တကျစဉ်းစားရမှာကောင်းတယ်လीနော်ဘာလိုအပ်နေတာလဲဆိုတော့ဝန်ထမ်းအင်အားမလောင်းရတာနောက်ပြီးတော့ဒီကျန်းမာရေးအထောက်အကူပစ္စည်းတွေလိုအပ်တာပေါ့ဒါတွေပေါ့ဝန်ထမ်းအင်အားမလောင်းရတာပဲဖြစ်ဖြစ်ကျန်းမာရေးအထောက်အကူပစ္စည်းတွေစေဝါမစဒါတွေလုပ်ဖို့ဆိုတာလည်းနိုင်ငံတော်ကဘတ်ဂျက်သုံးမှရမယ်အဲ့တော့အဲ့ဒါကိုအကုန်လုံးနိုင်ငံတော်ကကြီးကြခံရမယ်ဆိုရင်လည်းဒါနိုင်ငံတော်ဝင်ပြီးစေတယ်အခုကျမ်းမာရေးစနစ်ကနိုင်ငံတော်ကအကုန်လုံးကြခံတဲ့စနစ်ပုံစံမျိုးသွားထားပြီးတော့မနိုင်ဝင်ထမ်းသလိုဖြစ်ပြီးတော့ဒါနှိမ့်ကြနေတာအဲ့တော့ကျွန်တော်ကပြည်သူကျမ်းမာရေးအာမခံဥပဒေဆိုတာကိုကျွန်တော်ပြဋ္ဌာန်းခြင်းတယ်နိုင်ငံသားတိုင်းမဖြစ်မနေအာမခံထားရမယ်အဲ့ဒီကျမ်းမာရေးအာမခံတွေလေပုဂ္ဂလိကကုမ္ပဏီတွေကိုကျွန်တော်မပေးချင်ပုဂ္ဂလိကကုမ္ပဏီဆိုတာသူတို့အကျိုးမြတ်ရာရေးပဲကြည်တာအကျိုးမြတ်ရာရေးပဲကြည်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့အသက်60ကျော်ရင်အာမခံမပေးဘူးကျမ်းမာရေးအာမခံမပေးဘူးသူကမဟုတ်ဘူးကျွန်တော်အသက်အရွယ်မျိုးကျမ်းမာရေးအာမခံထားရမယ်နိုင်ငံတော်ပေးမယ်ကျွန်တော်ဒါမဲ့ဘယ်လိုဖြစ်မလဲဆိုတော့အလွှာတော့ခွဲရမယ်ပေါ့ဗျာအလွှာခွဲရမယ်ဆိုတဲ့နေရာမှာဥမာတခုဝင်ငွေ10သိန်းအောက်ပြည်သူလူထုဝင်ငွေ10သိန်းအောက်ပဲရှိတဲ့လာကစားတွေနဲ့ဟာလာအလုပ်သမားတွေအတွက်ကိုကျွန်တော်ကတစ်နှစ်လုံးကိုကျွန်တော်ခံမှန်းတာပေါ့အကြမ်းမြင်တွက်ချက်တာတော့3000ပေါ့အဲ့ရနေမှာဝင်ငွေ10သိန်းနဲ့30ကြားဆိုရင်3သိန်းဒါမျိုးကျမ်းမာတစ်နှစ်စာကျမ်းမာရေးအာမခံငွေကိုအဲ့လိုထားရမယ်ဆိုပြီးဥပဒေတရားပြဋ္ဌာန်းနေတယ်ဒါကတော့ကျွန်တော်ကပြည့်စုံအောင်စဉ်းစားထားပေမဲ့လည်းကျွန်တော်ကဥပဒေဆိုပြီးတော့အပြည့်စုံကြီးတင်သွင်းလိုက်ရင်တခြားလူတွေရဲ့အကြံဉာဏ်တွေကိုကျွန်တော်ပိတ်ပင်သလိုဖြစ်သွားမှာပေါ့ဒါကတော့ကျွန်တော်လွတ်တော်တဲ့ရောက်ရှိတဲ့အခါကျတော့မှပထမဆုံးကျွန်တော်တင်မဲ့အဆိုကတော့ကျမ်းမာရေးအာမခံဥပဒေတရားရေးဆွဲဖို့တိုက်တွန်းကြောင်းအဆိုတင်မယ်ပြီးတော့မှကျွန်တော်တို့ကအဲ့ဒါကိုအဖွဲ့ပြီးတော့သက်ဆိုင်ရာကျန်တဲ့လွတ်တော်ကိုယ်စားလှယ်တွေပါဝင်ဆွေးနွေးပြီးတော့သူတို့ရဲ့အကြံဉာဏ်တွေကိုလည်းယူပြီးတော့မှဥပဒေတစ်ခုကိုကျွန်တော်အားလုံးပူးပေါင်းပြီးပြဋ္ဌာန်းမယ်ဒါကျွန်တော်တို့ပြည်သုံးလုံးပါတီရဲ့မူဝါဒပေါ့ဗျာစုပေါင်းဥဆောင်မှုစနစ်ပေါ့ကျွန်တော်တို့ဒူးကောင်းတယောက်ကောင်းတယ်ကျွန်တော်ပြည်စုံအောင်ရေးသွားလို့လည်းရတာပေါ့ကျွန်တော်လည်းထိုက်လျောက်စာရေးတတ်တဲ့ဥပဒေလည်းနားလေတယ်ဆိုတဲ့အခါကျရေးလို့ရပါဘူးဒါမှမရေးချင်ဘူးကျန်တဲ့လူတွေနဲ့ပူးပေါင်းပြီးကျွန်တော်အဲ့လိုဆောင်ရွက်တာပဲဒါတစ်ခုပေါ့နောက်တစ်ခုကじゃစစ်မှုထမ်းဥပဒေပေါ့စစ်မှုထမ်းဥပဒေနိုင်ငံတော်အတွက်လိုအပ်တယ်မှန်းတယ်ဒါပေမဲ့အခုချိန်မှာအဲ့ဒီဥပဒေနဲ့စစ်မှုထမ်းခေါ်ယူတဲ့နေရာတွေမှာကြတော့မမျှမတတွေဖြစ်နေမမျှမတဖြစ်နေတဲ့ပြင်အောက်ခြေမှာကြတော့အထက်ကလူကြီးတွေတာဝန်ရှိတဲ့သူတွေသိကြမှာသိမယ်အောက်ခြေမှာတကယ်ကိုအဂတိလိုက်စားမှုတွေဖြစ်နေတာဥပမာတခုပြစစ်မှုထမ်းဥပဒေအကြောင်းပြုပြီးတော့ဟာလာစစ်မှုထမ်းတဲ့လူတွေကိုထောက်ပံ့ဖို့ဆိုပြီးငွေကြေးကောက်ခံတာမျိုးကျွန်တော်မကြိုက်ဘူးရက်ွက်တိုင်းမှာဖြစ်နေတာရက်ွက်တိုင်းလူမှာပေါ့ရက်ွက်တိုင်းမှာဆိုရဲရက်ွက်တိုင်းလူမှာဖြစ်နေခုကျွန်တော်ရန်ကုန်လာတဲ့အခါမှာတဲနေတဲ့ရက်ွက်မှာကလားစင်ပုံမှန်ထည့်နေရတယ်ဒါကျွန်တော်တဲတဲ့အိမ်ကကျွန်တော်ရဲ့ဆွေမျိုးသားချင်းတွေကပြောပြကြတာပေါ့သူတို့ထည့်ရတဲ့အမောင်းတွေရောပါတယ်ပြောချင်တာကတော့ဒီလိုပေါ့ဗျာစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းရသည်ဖြစ်စီမိမိဆန္ဒလျောက်စစ်မှုထမ်းမှုစီရင်ပေးသည်ဖြစ်စီအဲ့လိုကိုကျွန်တော်တို့ကငွေကြေးထောက်ပံ့စရာအကြောင်းဘာမှမရှိကျွန်တော်မထောက်ပံ့နိုင်ဘူးဘာလို့လဲဆိုစစ်မှုထမ်းတဲ့အတွက်သူတို့နိုင်ငံတော်ကသူတို့ကိုလစာရိတ်ကပေးပြီးသားဟုတ်လားပြည်သူစစ်မှုထမ်းပဲဖြစ်ဖြစ်အမြဲတမ်းစစ်မှုထမ်းပဲဖြစ်လစာရိတ်ကပေးပြီးသားတကယ်လဲသူတို့ကိုထောက်ပံ့တာဟုတ်ချင်မှဟုတ်နေမယ်အောက်ခြေမှာရကြေးအဆင့်မှာအဂတိလိုက်စားနေရလဲဖြစ်နိုင်တယ်ဒီတော့ဒါမျိုးတွေကိုမလုပ်စေချင်ဘူးနောက်တစ်ခုကဗျာအဲ့လိုငွေပေးပြီးတော့စစ်မှုထမ်းတဲ့လူကိုငွေပေးပြီးတော့ထမ်းခိုင်းတယ်ဆိုလို့ရှိရင်လည်းရသောအပြင်ငွေကြေးတက်နိုင်တဲ့လူတွေကသူတို့သားသမီးတွေမပါရဲ့အတွက်ငွေကြေးတွေပေးကြတော့မှာပေါ့ဒါလည်းမဖြစ်သင့်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အဲ့ဒီတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့စနစ်တကျဖြစ်အောင်ဥပဒေနဲ့အညီဖြစ်အောင်ကျွန်တော်တိုက်တွန်းသွားမယ်နှိုးဆော်သွားမယ်ကျွန်တော်စူးစမ်းသွားမယ်ပေါ့ဒါလည်းတစ်ခုပါဝင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်အခုခုနပြောတော့ကျွန်တော်ရှင်ပြန်ရတဲ့စကိုင်းတိုင်းဒေသကြီးမှာစစ်မဲ့တွေဖြစ်ပွားနေတယ်တချို့မျိုးတွေရွာတွေပြစ်ပြီးတော့ပြေးနေကြတယ်စစ်ဆောင်နေတယ်အများကြီးရှိတယ်စစ်ဆောင်နေတဲ့အတွက်ကိုလောလောဆယ်ဖုန်းကြောင်းတွေမှာဖြစ်တယ်လို့နေထိုင်နေရတယ်ရှိရပေါ့နော်ဒါတွေအတွက်လည်းကျွန်တော်
စစ်ဆောင်စကန်တွေကိုစနစ်တကျလုပ်ပေးခြင်းတယ်ငြိမ်းချမ်းရေးဒီလုံးစုံဒီငြိမ်းချမ်းရေးရအောင်မလုပ်နိုင်ရင်စက်ကြမှာပေါ့လေပြီးတော့လည်းကျွန်တော်တို့ရဲ့မူဝါဒအတိုင်းစစ်ဆက်ညှိနှိုင်းရေးလမ်းစဉ်နဲ့ဒီစကိုင်းတိုင်းအတွင်းမှာတိုက်ပွဲတွေရပ်တန့်သွားအောင်ငြိမ်းချမ်းရေးရရှိအောင်လက်နက်ကိုင်အဖွဲ့အစည်းသီးသီးနဲ့တွဲဆုံဆွေးနွေးညှိနှိုင်းပြီးတော့ကျွန်တော်ဆောင်ရွက်ပေးမယ်လို့လည်းကျွန်တော်ကတိပြုထားပါတယ်ဒီ၃ချက်ပေါ့ခုနကျမရေးရဲ့နောက်ဒီစစ်မှုထမ်းဥပဒေရဲ့ဒီစကိုင်းတိုင်းတို့မှာဖြစ်ပွားနေတဲ့ပြည်ပခါတွေကိုငြိမ်းချမ်းအောင်ကျွန်တော်အဖြေရှာခြင်းနဲ့ဒီ၃ချက်ပေါ့နောက်တစ်ခုကတော့ကျွန်တော်ကဒီဝန်ထမ်းတွေပေါ့ဒီကာလာကြီးမှာတည်တဲ့အတိုင်းမှာဝန်ထမ်းဖြစ်ရတာကအသက်အန္တရာယ်ချိန်ချောက်မှုတစ်ခုဖြစ်နေတာသူတို့တစ္ဆာရှိရှိနဲ့ပေါ့ဗျာနိုင်ငံတော်ပေါ်မှာအသက်ကိုပါရင်းပြဗလာနာမထားဘဲနဲ့တာဝန်ထမ်းဆောင်ပေးနေတဲ့ဝန်ထမ်းတွေရဲတပ်ဖွဲ့ဝင်တွေတပ်မတော်သားတွေကျွန်တော်အများကြီးလေးစားတယ်ချီးကျူးတယ်သူတို့အတွက်ကိုလည်းကျွန်တော်သူတို့ရဲ့လိုအပ်ချက်တွေရှိခဲ့ရင်သူတို့နဲ့တွေ့ဆုံဆွေးနွေးပြီးတော့ညှိနှိုင်းပြီးတော့ကျွန်တော်သူတို့အတွက်တောင်းဆိုပေးမယ်လို့လည်းကျွန်တော်စိတ်ကူးထားပါတယ်ဒါကတော့သူတို့နဲ့တကယ်မြေပြင်မှာလက်တွေ့ဆုံပြီးမှသူတို့ဘာတွေလိုအပ်တဲ့ဆိုတာကိုကျွန်တော်အသေးစိတ်နားထောင်အောင်မှာဖြစ်ပါတယ်တချို့ကျွန်တော် personally လာပြောထားရည်ရှိပါတယ်ဒါတွေကတော့ကျွန်တော်အချိန်ရရင်ရတယ်လို့ဆက်လုပ်သွားမယ်ကိစ္စတွေပါခင်ဗျဟုတ်ကဲ့ဘာပဲပြောဆွေးနွေးတာတော်တော်လေးလည်းပြည့်ပြည့်စုံစုံဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မေးခွန်းလေးတစ်ခုပေါ်လာတာပေါ့လေဟုတ်ကဲ့ဆရာစကိုင်းတိုင်းဒေသမှာဘယ်လိုပဲပြောဝင်ရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်လက်ရှိမြေပြင်အနေအထားကိုပဲသုံးသပ်လိုက်ရင်တော့စကိုင်းတိုင်းမှာခုနပြည်သူလူထုကြားထဲမှာကိုပဲလက်နက်ကင်ထားတဲ့သူတွေနဲ့လက်နက်မကင်ထားတဲ့ပြည်သူတွေကြားယုံကြည်မှုတည်ဆောက်ရေးပေါ့နော်နောက်တစ်ခါကျတော့ဒီလူမှုအဖွဲ့အစည်းရဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ရေးကနည်းနည်းလေးဟိုပေါ့အကြောင်းလေးတွေအတော်ထသွားတယ်ပေါ့နော်အဲ့တော့ဆရာသာအဲ့ဒီဟိုပေါ့ဒီမဲဆန္ဒနေကနေပြီးတော့ရွေးကောက်ခံရလို့လုပ်မယ်ဆိုရင်ခုနပြောတဲ့ဒီပြည်သူလူထုရဲ့လူမှုဘဝအတိုင်းဝင်ကြားထဲမှာခုနအကြောင်းဖြစ်ခဲ့တာတွေဒဏ်ရာဖြစ်ခဲ့တာတွေအဲ့ဒါတွေကိုကုစားဖို့လုပ်ရမယ်ဆိုဆရာဘယ်လိုများလုပ်မယ်လို့စိတ်ကူးထားပါသလဲအဲ့ဒါကတော့နည်းနည်းကျွန်တော်ဖြေရခက်တဲ့မိခွင့်ပြဒါကျွန်တော်ကြိုစဉ်းစားထားတဲ့ထဲတော့မပါဘူးရိုးရိုးသားသားပြောရရင်ဒီဟာဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကဒီနေရာမှာကြတော့ကျွန်တော်တို့ကဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်တယ်ဗျာဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်တယ်တော့ဆိုတော့ကျွန်တော်တို့ကဘာသာတရားရှုတော့အောင်ပဲကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရေးတဲ့ပါတီအောင်နိုင်ရေးတခြင်းထဲမှာလည်းတပုတ်ထဲမှာလည်းပါတယ်အတိတ်ကိုမေးဖြောက်လို့သာပြစ္ဆုတ်ပံတဲ့ကောင်းကွက်တွေကိုရှာအနာဂတ်ကိုတည်ဆောက်အောင်ဒါပဲကျွန်တော်တို့ကဝိပဿနာနဲ့ပြောမယ်ဆိုရင်အတိတ်ဆိုတာလေပြီးခဲ့ပြီကျွန်တော်ပြန်ပြင်လို့မရတော့ပြင်ရင်တော့မှအတိတ်ကြီးကိုသွားပြီးတော့ကျွန်တော်တို့ကကာလာရန်ရန်နဲ့သွားပြီးတော့ပြင်ဆင်မှလားအဲ့လားလည်းမဖြစ်နိုင်ဘူးပြင်လို့မရတော့အနာဂတ်ဆိုတာလည်းရောက်မလာသေးဘူးဒါပေမဲ့ကျွန်တော်တို့ကအတိတ်ကိုဥပိ္ပခါပြုပြီးတော့အတိတ်မှာဖြစ်ခဲ့တာတွေကိုမေ့ဖြောက်ပြီးတော့ကျွန်တော်တို့ကပြစ္ဆုတ်ပံမှာတော့အကောင်းဆုံးတိဆောက်လို့ရတယ်ကျွန်တော်တို့ရဲ့အနာဂတ်ဘဝတွေကောင်းဖို့အတွက်ဆိုရင်ပြစ္ဆုတ်ပံတဲ့အာယုံစိုက်ထားတာပဲကောင်းနေမယ်အဲ့တော့ဒီဟာတွေကိုဘယ်လိုအခုပြောတယ်ဒီပြည်သူလက်နက်ကင်ပြည်သူလက်နက်ကင်ထားတဲ့ကလေးတွေနဲ့ဒီလက်နက်မဲ့ပြည်သူလူထုကြားမှာဒီလိုချိတ်ခဲလေးတွေဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ကဘာသာတရားရှုတော့ရပဲဘာသာရေးကောင်းဆောင်တွေနဲ့ပါလက်တွဲပြီးတော့ကျွန်တော်ကဒါတွေကိုသူတို့တွဲဆုံဆွေးနွေးမှုတွေလုပ်မယ်ဟလာအချင်းချင်းတို့တွဲဆုံဆွေးနွေးမှုတွေလုပ်မယ်ကျွန်တော်တို့ကလည်းတတ်နိုင်တဲ့လောက်ဒီရုံမြင့်တန်ကြားတို့ဘာတို့ကနေပဲဖြစ်ဖြစ်ကျွန်တော်ပညာပေးရမှာပေါ့ဗျာပညာပေးမယ်ဆွေးနွေးတယ်ဆိုတဲ့နီးလန်းနေနဲ့ပဲသွားရမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဟိုပေါ့အညိုးအာဃာတဆိုတာအဖြက်ပဲတယောက်နဲ့တယောက်အညိုးအာဃာတထားနေရင်ကျွန်တော်တို့တိဆောက်ရေးကိုဘာမှလုပ်လို့မရအောင်ဖြက်စီးဖို့ရပါရပဲကြံစည်နေမှာအဲ့တော့အညိုးအာဃာတဆိုတာဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ရန်သူအစ်စ်ပဲဆိုတာနားလည်လာအောင်အကုန်လုံးကိုကျွန်တော်တို့ကပညာပေးတဲ့နီးလန်းနဲ့ပဲသွားလို့ရမယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ဖြေချမှုအတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ဒါတော့နောက်ဆုံးမေးခွန်းဖြစ်ပါလိမ့်မယ်အဲ့တော့ဘယ်လိုပဲပြောဒီခက်ခဲတဲ့အခြေအနေကနေကျွန်တော်တို့နိုင်ငံတဖြည်းဖြည်းပြန်လဲဥမောစာပြုလာတော့ဗောနော်အဲ့တော့ဒီတက်ပိုကောင်းတဲ့စနစ်သွားဖို့တော့ကျွန်တော်တို့ထွေထွေရွေးကောက်ပွဲဖြတ်ကျော်ကြမယ်အဲ့တော့ထွေထွေရွေးကောက်ပွဲပြီးနောက်မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်လို့ဆရာမှာဘယ်လိုမျှော်လင့်ထားလဲဘာတွေပိုကောင်းတာတွေဖြစ်လာနိုင်မယ်လို့ဆရာသုံးသပ်ထားလဲအဲ့ဒါလေးလည်းသိချင်ပါတယ်ခင်ဗျာလက်ရှိအခြေအနေနဲ့တော့နှိုင်းယှဉ်ရမယ်ဆိုရင်တော့အကောင်းဆုံးနေပဲဖြစ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကလည်းအများကြီးရှိသေးတယ်ဥပမာအဖြစ်အခုရွေးကောက်ပွဲဆိုတာကကျွန်တော်တို့ကတော်တော်ကိုခက်ခဲလုံနေရတဲ့အပိုင်းမှာရှိတယ်ဒီနော်ကျွန်တော်တို့ရွေးကောက်ပွဲဝင်ပြိုင်တဲ့ကိုယ်စားလှယ်လေးကဘလောက်ပဲစီရင်တာကောင်းတဲ့ရွေးချက်ကောင်းတဲ့လုပ်လို့ကျွန်တော်တို့ချင်းချောက်မှုတွေစိန်ခေါ်မှုတွေကိုဖျက်ချော်နေရတာပဲဒီတော့ရွေးကောက်ပွဲအလွန်ကာလဒီကျွန်တော်တို့ဒီတရားဝင်လွှတ်တော်ကြီးပေါ်လာမယ်ဟာလားအစိုးရသည်လည်းရွေးကောက်ခံအစိုးရဖြစ်သွားမယ်ဖြစ်တဲ့အတွက်တရားဝင်မှုကတော့ပြောစရာမရှိတော့ဘူးပေါ့နော်
အဲ့တော့ကျွန်တော်တို့ကလွတ်တော်ကြီးပေါ်လာတဲ့အတွက်ပြည်သူလူထုရဲ့အခက်အခဲတွေကိုလည်းအရင်ကတည်းကပို့ပြီးတော့ကျွန်တော်တို့ကဟိုလွတ်တော်တွေကနေဆွေးနွေးခွင့်ရမယ်ပြည်သူလူထုပို့ပြီးတော့အကာအကွယ်ပေးနိုင်မယ်ပေါ့နောက်ပြီးတော့တိဆောက်ရေးလုပ်ငန်းအနေနဲ့ကြောက်လဲဟိုရွေးကောက်ခံအစိုးရဖြစ်တဲ့အတွက်နိုင်ငံတကာဝန်စားမှုအပိုင်းမှာပို့ပြီးတော့ညံတပန်းလာမယ်နိုင်ငံတကာအကူအညီတွေလည်းအခုထက်ပိုပြီးရလာနိုင်တယ်ဒီတော့လက်ရှိအခြေအနေ9နှစ်ထက်တော့ပုံမဆိုးတော့ပါဘူးအနာဂတ်ပို့ပြီးတော့ကောင်းတဲ့အနာဂတ်စီကိုဥတည်မယ်လို့ကျွန်တော်ကအပြည့်အဝယုံကြည်ပါတယ်ဟုတ်ကဲ့ချီချမှုတွေအထူးပဲကျေးဇူးတင်ရှိပါတယ်အခုလိုမျိုးလာရောက်ပါဝင်ပေးတဲ့ပြည်သုံးလုံးပါတီကဆရာဦးတင်လင်းဆိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြရင်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲရန်နာပါမယ်ခင်ဗျာ